င်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Chemical College ရဲ့အမေးဖြေကဏ္ဍလေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီအစီအစဉ်လေးဆက်ပေးမယ်ကိုစီသူဖြစ်ပြီးတော့ကျွန်တော်ကတော့ကိုပြည့်စုံဖြစ်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့ဗောနော်ကိုပြည့်စုံရင်ကျွန်တော်တို့ရဲ့ဒီ Chemical College မှာတင်ထားရတဲ့ဗောနော်ဗီဒီယိုရဲ့ comment section မှာဗောဒီအမေးများတဲ့မေးခွန်းလေးတွေကတစ်ခုဖြစ်တဲ့ဗောနော် Chemical College မှာဖွင့်လှစ်ထားတဲ့ Level 4 Diploma in Computing ဗောနော်FODC ဗောအဲ့ဒါအကြောင်းလေးကိုကျွန်တော်တို့ကရှင်းပြမှာဖြစ်ပါတယ်ဗောနော်ကဲအခုဆိုလို့ရှိရင်တော့ဒီ Level 4 Diploma in Computing အကြောင်းလေးကိုမေးထားတယ်ဆိုတော့ကဲကိုပြည့်စုံရင်တစ်ချက်တော့ရှင်းပြပြရမှာဗျဟုတ်ကဲ့ပါအရင်ဆုံးအနေနဲ့ Level 4 Diploma in Computing ကဘေးကပေးတဲ့ Diploma ဆိုတာအရင်ပြောပြမယ်ပေါ့ဟုတ်ကဲ့အဲဒီ Level 4 Diploma in Computing ဆိုတာက NCC Education UK ကနေတိုက်ရိုက်ချင်းမြင့်တဲ့ Diploma တစ်ခုဖြစ်တယ်အဲ့ level 4မှာလည်းနှစ်ခုခွဲရတည်ရပေါ့နော်စိတ်ဝင်စားတဲ့သူတွေပေါ်လိုက်ပြီးတော့ခွဲတာပေါ့နော်အဲ့မှာနည်းပညာကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကြတော့ level 4 diploma in computing FODC ဆိုတာရှိတယ်ဒါအပြင်အဲ့နည်းပညာနဲ့စီးပွားရေးကိုတွဲပြီးစိတ်ဝင်စားတဲ့သူတွေအတွက် level 4 diploma in computing with business management ဆိုပြီးတော့ရှိပါတယ်ဟုတ်အဆင်ပြေတာဟုတ်ဆိုဟုတ်တာပေါ့ပြီးကြတော့အဲ့မှာပထမနှစ်နဲ့ဒုတိယနှစ်ပြီးသွားတဲ့အခါကျရင်လည်း University of Greenwich UK ကနေနောက်ဆုံးနှစ်ကွန်ပျူတာသိပ္ပံပွဲကိုဆက်ပြီးတော့တက်ရောက်နိုင်တယ်ဒါအပြင်မှာပို့ပြီးတော့အဆင်ပြေသွားတာတခုက level 4 diploma in computing က UK အစိုးရနဲ့ အဖွဲ့အစည်းကတိုက်ရိုက်ထိန်းချုပ်ထားတဲ့ diploma တစ်ခုဖြစ်တဲ့အတွက်ကြောင့်အဲ့မှာရှိရဲနိုင်ငံတကာတက္ကသိုလ်တွေမှာတက်ရောက်နိုင်ဖို့အတွက် academic transfer ကိုလည်းရယူနိုင်သေးတယ်အဆင်ပြေတာဟုတ်အဲ့ဒါဆိုလို့ရှိရင်နော်ဟုတ်ကဲ့ပါဒီတစ်ခါမှာဆိုရင်လည်း IT တက္ကသိုလ်တွေအများကြီးရှိတဲ့အထက်မှာ Chemical College ကိုရွေးချယ်တက်ရောက်တင်တယ်ဆိုတဲ့ဟာကိုကိုကောင်းစီတော့ချက်လောက်ရှင်းပြပေးပါဦး Chemical College ကိုဘာလို့ရွေးချယ်တက်တယ်ဆိုလို့ရှိရင်တော့ Chemical College မှာပေါ့နော်ဒီသင်ကြားမှုအပိုင်းอ่ะပေါ့ဒီ online နဲ့ campus ဆိုပြီးတော့နှစ်မျိုးရှိရပေါ့နော်အဲ့ online မှာတက်မယ်ဆိုလို့ရှိရင်လည်းဒီနေရာမျိုးကနေပြီးတော့တက်ရောက်လို့ရတယ်ပေါ့ပြောလို့ရှိရင်ဒီ recording လုပ်ထားတဲ့ဒီသင်ခန်းစာဗီဒီယိုတွေပေါ့နော်အချိန်ကြီးပြင်ကြည့်လို့ရတယ်ပေါ့အဲ့တော့ online သွားရတဲ့ကတော့အဆင်ပြေသွားပြီပေါ့နော်ဒီ campus မှာလာတက်မယ်ဆိုလို့ရှိရင်လည်းဒီနိုင်ငံခြားမှာရှိတဲ့ဒီတက္ကသိုလ်တွေမျိုးပဲပေါ့နော်ဒီ library တွေ canteen တွေပြီးရင်တော့အစုံ campus facility အစုံနဲ့ထားထားပြီးပါကွာအဲ့ဒါဆိုလာတက်တဲ့လူတွေကတော့ campus lifestyle ကိုအပြည့်အဝခံစားတာပေါ့ပြောချင်တင်တဲ့ပြီးဆုံးအောင်ရှင်ဒီနိုင်ငံခြားမှာရှိတဲ့ university နဲ့ချိတ်ဆက်ပေးဖို့အတွက်ကိုကွာတော့အခမဲ့ကူညီပေးမဲ့ဒီ overseas counseling service တွေလည်းရှိသေးတယ်အဲ့ overseas counseling service ကတော့ကြောင်းတက်တဲ့အထိကိုအစားဆုံးလိုက်စားပေးရကူညီပေးရပေါ့နော်ဒါအပြင်ဒါမှမဟုတ်ဒီသက်ဆိုင်ရာလုပ်ငန်းခွင်တွေပါပေါ့နော်ဒီ internship ဆင်းမယ်ဆိုလို့ရှိရင်လည်း Chemical College ကလည်းတက်မယ်ဆိုရင်အခွင့်အရေးအများကြီးရှိရပေါ့နော်ပြောချင်နိုင်ငံခြားတက္ကသိုလ်တွေမှာလိုအပ်တဲ့ဒီ extra curriculum ပေါ့ဒီ recommendation တွေကိုလည်းဒီ Chemical College မှာပဲတက်ပြီးတော့ရယူနိုင်တယ်ပေါ့အဲ့ဆိုရင်ဒီကျောင်းတွင်းမှာ club တွေပါရောရှိတာပေါ့ club activity ရှိလို့ဒီမျိုး recommendation တွေကိုယူလို့ရတာပေါ့နော်ပြောလို့ရှိရင်ဒီ Chemical College ကပေါ့နှစ်စဉ်အောင်ပေါ့နော်ဒီကမ္ဘာအမှတ်အများဆုံးဆုရှင်တွေကိုလည်းဝေထုတ်ပေးထားတဲ့အကြောင်းဖြစ်တယ်ပြီးရင်လည်း ISO certified လည်းဖြစ်တယ်ပေါ့ပြီးလို့ရှိရင်လည်း scholarship တွေလည်းအများကြီးရှိသေးတယ်အဲ့တော့စာတော်ကျောင်းသားတွေတော့လည်းအဆင်ပြေတာပေါ့ကဲအဲ့ဒါဆိုလို့ရှိရင်ဒီ level 4 diploma in computing ကိုပေါ့ဘယ်သူတွေတက်ရောက်နေလဲတစ်ချက်တော့ရှင်းပြပေးပါဦးဟုတ်ကဲ့ပါဒီ level 4 diploma in computing ကို IGCSE A level အောင်မြင်တဲ့သူတွေ GED အောင်မြင်တဲ့သူတွေနဲ့ NCC Education UK ကနေပေးအပ်တဲ့ University Foundation level တစ်ခုဖြစ်တဲ့ O3TC ပြင်မြောက်ထားတဲ့သူတွေတက်ရောက်နိုင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒီစနစ်ဟောင်းကို10တန်းပေါ့နော်ပြီးရင်စနစ်သက်စနစ်တန်းအောင်တဲ့သူတွေရောတက်လို့မရဘူးလားရပါပေါ့သူတို့လည်း join နိုင်ပါတယ်သူတို့လည်းတန်းပြီးတော့ join လုပ်ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်အရှိမလည်းကျွန်တော်တို့ဒီ FODC အကြောင်းကိုအကြမ်းဖျင်းလေးရှင်းပြပေးခဲ့ဆိုတော့ယခုကြည့်နေတဲ့ပြည်သက်ကြီးကိုလည်း FODC အကြောင်းသိတော့ပြီးတော့ထင်ပါတယ်ဒီတက်ပို့ပြီးတော့အသေးစိတ်သိရှိလို့ပါက KMD College ရဲ့ campus မှာလူကိုယ်တိုင်လာရောက်ပြီးတော့စုံစမ်းနိုင်မယ့်အပြင် KMD ရဲ့ page ချက်ပေါက်တွေဒါမှမဟုတ် online phone number တွေကိုလည်းရုံးချိန်အတွင်းမှာအချိန်မီလာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်အခုဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လာမယ့်ဗီဒီယိုတွေမှာလည်း KMD College မှာဖွင့်လှစ်မဲ့အတန်းနေကြောင်းကိုလည်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်